ကျွန်တော်တို့တပ်ဖွဲ့ဝင်တချို့ရဲ့မိသားစုဝင်တွေဟာအခုထက်ထိနေထိုင်မှုဘဝမှာအခက်အခဲတွေနဲ့ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။သူတို့ရဲ့နေအိမ်တွေဟာဟောင်းနှွမ်းပျက်စီးနေပြီးနေထိုင်မှုအတွက်အခြေခံလိုအပ်ချက်တွေတောင်မပြည့်စုံပဲခက်ခက်ခဲခဲနေထိုင်နေကြရတာပါ။တပ်ဖွဲ့ဝင်တယောက်အနေနဲ့ရှီတန်းမှာဒေသအတွက်တာဝန်ထမ်းဆောင်နေရချိန်မှာမိသားစုရဲ့အခက်အခဲတွေကိုတွေးပူနေရတာဟာစိတ်သက်ပိုင်းဆိုင်ရာအရာရောရုပ်ပိုင်းဆိုင်ရာအရာပါတကယ်ကိုကြီးမားတဲ့ဝင်တော့ဝင်ဖို့တစ်ခုဖြစ်နေခဲ့ပါတယ်ဒီလိုနောက်ဆက်မအေးဖြစ်နေရတဲ့အခက်အခဲတွေကိုဖြေရှင်းပေးနိုင်ဖို့အတွက်ဥက္ကဋ္ဌဦးထိန်လင်းရဲ့လမ်းညွှန်ချက်နဲ့2023ခုနှစ်ကစတင်ပြီးအလွန်ခက်ခဲသောတပ်ဖွဲ့ဝင်မိသားစုဝင်များအတွက်အင်ယာဆောက်လုပ်လူဒန်းချင်းအစီအစဉ်ကိုစတင်အကောင့်ထဲပေါ်ခဲ့ပါတယ်ဒီစီမံကိန်းကိုစစ်ဦးစီးဌာနချုပ်ကနေဦးဆောင်ပြီးတပ်ဖွဲ့ဝင်မိသားစုဝင်တွေရဲ့လူမှုဘဝတွေတိုးတက်လာအောင်စနစ်တကျနဲ့ထိထိရောက်ရောက်ဆောင်ရွက်ခဲ့ကြတာပါအခုဆိုရင်ဒီအစီအစဉ်ကြောင့်တပ်ဖွဲ့ဝင်မိသားစုဝင်တွေရဲ့နေထိုင်မှုဘဝဟာတိတိတသားပြောင်းလဲတိုးတက်လာပြီးရှီတန်းကတပ်ဖွဲ့ဝင်တွေအတွက်မိသားစုအတွက်ပူပန်နေရတဲ့ဝန်ထုတ်ကိုပို့ပြီးရှော့ထပ်ပြီးနိုင်ခဲ့ပါတယ်2026ခုနှစ်မှာဒီကူညီထောက်ပံ့မှုကိုကျွန်တော်တို့ဆက်လက်ပြီးအရှိန်အဟုန်နဲ့လှုပ်ဆောင်သွားမှာဖြစ်ပြီးအဆောက်အဦတွေရဲ့အရေးအကြီးနဲ့အခြေအနေပြီးစီးဖို့ကိုလည်းအထူးပြုစိုက်ဆောင်ရွက်သွားမှာပါတပ်ဖွဲ့ဝင်တွေရဲ့အခက်အခဲတွေကိုစိတ်ရင်းမှန်နဲ့ဖြေရှင်းခြင်းဟာကျွန်တော်တို့တပ်ဖွဲ့ရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးနိုင်တယ်ဒီတပ်ကာကွယ်ရေးအတွက်အားကောင်းတဲ့အုံမြစ်တစ်ခုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်